အားလုံးပဲမင်္ဂလာပါ Essential Skill for Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ design ဆွဲတဲ့နေရာမှာအရေးကြီးရဲ့ site ရွေးချယ်နည်းနဲ့ unit တွေအကြောင်းကိုပြောပြပေးသွားမှာပါဒါတွေသိထားဖို့ဘာလို့အရေးကြီးရလဲဆိုရင် social media platform တွေတစ်ခုနဲ့တစ်ခုကသူတို့ပုံတွေပြတဲ့ ratio ချင်းမတူညီကြဘူးပေါ့နော်ဥပမာ Instagram ဆိုရင်4ချိုး5 Facebook ဆိုရင်အခုပြထားတဲ့စတူရန်ပုံတွေအသုံးများတယ်ပေါ့နော် TikTok ဆိုရင်တော့အားလုံးသိကြတဲ့အတိုင်း phone screen အပြည့်မြင်ရတဲ့66ချိုးကိုအသုံးပြုကြပါတယ်အခုပြောသွားတဲ့ ratio တွေကိုသာမသိဘူးဆိုရင်ကိုတင်လိုက်တဲ့ပုံကဘေးတွေပြတ်သွားတာဒါမှမဟုတ်ပုံစံပြတ်သွားတာမျိုးဖြစ်တတ်ပါတယ်ဒီလိုမျိုးသူ့ platform လိုက်သတ်မှတ်ထားတဲ့အချိုးအစားကိုကသုံးပေးလိုက်မှသာကြီးစုသူတွေရဲ့ phone screen ပေါ်မှာကိုဆွဲထားတဲ့ design လေးတွေပုံလေးတွေကလှလှပပမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ Canva မှာဆိုရင်တော့ဒါတွေစိတ်ပူစရာမလိုဘူးအခုအမားပြထားတဲ့အထက်က Facebook အတွက်ကိုက design ဆွဲမယ်ဆိုရင် Facebook ကိုရွေးလိုက်အောင်မယ် Instagram အတွက်လား TikTok အတွက်လားဒီမှာသူပေးထားတဲ့ preset လေးတွေအများကြီးရှိတယ်အဲ့ထဲကမှကြိုက်ရအောင်ရွေးလို့ရပါတယ်ပြီးတော့ဒီအောင်နားလေးမှာ custom size ဆိုတာရှိသေးတယ်။ तू ကဘာလုပ်လို့ရလဲဆိုလို့ရှိရင် width နဲ့ height ကိုကိုယ်စိတ်ကြိုက် pixel တွေရွေးထည့်ပလိုက်လို့ရတယ်။ခုနက social media မှာဆိုရင်1080ပေးထားပြီးသားသွားပြင်လို့မရအောင်။အခုဒီမှာဆိုရင်ကိုက 1:1 ပဲဆွဲမှာဟုတ်တယ်။ဒါပေမဲ့ပို့ပြီးတော့ resolution ကောင်းချင်တယ်ဆိုရင်3000ထည့်မလား2000ထည့်မလားကြိုက်ရလုပ်လို့ရတယ်။ဒီဇိုင်နာအများစုကတော့ custom site ထဲမှာပဲလာပြီးတော့ရေးဆွဲကြတာများပါတယ်။ဒါကတော့အမ1080နဲ့ဥပမာပြထားတာလေးပါ။ဒါကတော့ Facebook မှာအသုံးများတဲ့ ratio site လေးပေါ့နော်။အခု1080ရဲ့1350ရဲ့ဒါလေးကိုလည်းဥပမာပြပေးမယ်။ဒါလေးကကြတော့ Instagram အသုံးများတဲ့ပုံစံလေးပါ4ချိုး5ပုံလေးပေါ့နော်။ကိုကတကယ်လို့ခေါင်းရှုံးမခံခြင်းမူ Facebook အတွက် Instagram အတွက်တင်မယ်လို့စဉ်းစားထားလို့ရှိရင်ခုန social media မှာပါပြီးသား preset လေးတွေကရွေးသုံးလို့ရပါတယ်။ကြဒါဆိုရင် unit တွေအကြောင်းကြည့်ရအောင်ပေါ့နော်။ဒီထဲမှာပါတဲ့ PX ဆိုတာက pixel ကိုပြောချင်တာပါ။သူကတော့ digital platform တွေဖြစ်တဲ့ Facebook, Instagram တွေအတွက်အဓိကသုံးပါတယ်။ Facebook အတွက်ဆိုရင်ခုနကပြထားခဲ့တဲ့အတိုင်း1080ကိုရွေးတာပါ။နောက်တစ်ခု inches ကကြတော့ V9 ထုတ်တာတွေစာအုပ် design ထုတ်တာတွေအတွက်သုံးပါတယ်။မီလီမီတာနဲ့စင်တီမီတာကိုကြတော့ဖိတ်စာတွေလိပ်စာကွက်တွေနဲ့ print ထုတ်ရမယ့်အရာတွေအတွက်အသုံးများပါတယ်အခုဆိုလို့ရှိရင်ဒီဇိုင်းဆွဲတဲ့အခါမှာမှန်ကန်တဲ့ site နဲ့မှန်ကန်တဲ့ unit ကိုအသုံးပြုဖို့အရေးကြီးရဆိုတာသိသွားလောက်ပြီလို့ထင်ပါတယ်နောက်အပြီးဆုံးမှာတော့ဒီ interface လေးတွေအကြောင်းပို့ပြီးရင်းနှီးလာအောင်ဆက်လက်ပြောပြပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်